ပေါ်ကနေရှောက်နိုင်မှာမဟုတ်ဘူးဟိုတပည့်တို့ဒီကနေပြီးတော့စီပင်ကော်မတီကအိုးကလေးတွေမင်းတို့တွေဒီမှာလာပြီးတော့ကိုအောင်ဆောင်ရွက်ပေးပါဦးပြီးမှမင်းတို့အဲ့ဒီနေရာကိုပြန်ယူလိုက်ပါဦးเนาะတို့ပေါ်ကနေပြီးတော့ဆရာတော်ရဲ့နောင်တော်ကိုရှာဖို့အတွက်အားလုံးပူးပေါင်းပြီးတော့ဆောင်ရွက်ပေးပါဦးတပည့်တို့ရဲ့တန်ခါတော်ရှင်သူမြတ်တွေကဟိုနေရာယူပါဆရာတော်ရဲ့နောင်တော်ကိုပြည့်ဆောင်မဲ့တန်ခါတော်ရှင်သူမြတ်တွေကအသီးသီးနေရာယူပေးပါနောက်ကြရင်အဲ့ဒီဟာလောင်းတော်လေးအောက်ချရအောင်တန်ခါတော်ရှင်သူမြတ်တွေရဲ့ပခုံးမှာထမ်းဆောင်ရအောင်ကဲကုသင်တို့အသက်ပြင်ပြီးတော့မှနေရာလေးတွေယူပေးပါဟုတ်မလို့တပည့်တော်ကဒီဟာနဲ့ပဲပြီးပြီနောက်ကလိုက်ဆက်ဆွေတော်မျိုးတော်တွေကအဲ့ဒီရဲ့အလောင်းတော်ရဲ့နောက်ကနေပြီးတော့ဦးနန္ဒစာရရဲ့အမေတွေအတော်တွေဦးလေးတွေအကုန်လုံးကတော့ဒီဆရာတော်ရဲ့နောက်ကနေလိုက်ပါရမှာဖြစ်ပါတယ်ဟိုအမျိုးတော်တွေဆွေတော်မျိုးတော်တွေဘယ်မှာလဲဆရာတော်ရဲ့ယုတ်ကလတော်ရဲ့နောက်ကနေပြီးတော့ဆွေတော်မျိုးတော်တွေလိုက်ပါရမှာဖြစ်ပါတယ်လက်ရာရစ်စတင်ပြီးတော့မုံမုံတို့ပြည့်ဆောင်မှာဖြစ်ပါတယ်ဆွေတော်မျိုးတော်တွေအလုံးဆရာတော်ရဲ့ယုတ်ကလတော်ရဲ့နောက်ကနေပြီးတော့လိုက်ပါပူဇော်မှာဖြစ်ပါတယ်ကဲတော့မယ်ပိုးကနေပတ်မယ်နော်သုံးကပတ်မယ်နော်ဒီကနေပတ်ဟုတ်လားဖြည်းဖြည်းလေးသွားမယ်နှုတ်ဖြည်းဖြည်းလေးသွားမယ်အဲ့တော့ဟိုရွရွသင်းတွေကကြပြားလေးတို့တံဝေကတို့ဒါလေးတွေပဲရွလို့ရပါတယ်ဟိုဘက်ကပတ်မယ်နော်မင်းတို့မလာသေးဘူးဟိုဘက်ကပတ်မယ်နော်လက်ရည်ရမှာတော့ဟိုကနေပတ်ခဲ့ဟုတ်ပြီဖြည်းဖြည်းချင်းသွားညီလေးဖြည်းဖြည်းသွားနောက်ကစောင့်ပြီးတော့မှသွားမယ်ကဲဆရာတော်ဗရဏတော်ရဏနာစာရရဲ့နောက်ဆုံးအန္တိမတာတုကိလနာတပေစီကျင်းပနေတာဖြစ်ပါတယ်အစီအစဉ်တိုင်းအဘုံဘုံတို့စုပေါင်းပြီးတော့နောက်ဆုံးပူဇော်ခြင်းအားဖြင့်ပူဇော်နေကြတာဖြစ်ပါတယ်အလုံးစုံတရားဓမ္မတွေကလည်းပဲမရဏနုတ္တိတွေပွားများပြီးတော့မှသတိတံဝေကတွေဆင်ကျင်ပြီးတော့တရားသိတွေမိမိတို့ရဲ့တန်တမှာယူလို့ရပါတယ်ဖြည်းဖြည်းချင်းသွားမယ်နည်းနည်းလေးဒီနောက်ကနည်းနည်းပြတ်နေရောဟိုဆရာရဲ့ဥဒ္ဒဇယုတ်လက်တော်နဲ့ကပ်ပြီးတော့မှသွားပါမယ်နည်းနည်း